Xiaomi လေးရတဲ့သုံးချင်တယ်ဘတ်ဂျက်လည်းအများကြီးမသုံးရဘူးမှန်ဖုန်းနဲ့လည်းကာကျင်တယ်အဲ့ဒါလည်းမပါရင်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော် Xiaomi လေးနဲ့မိတ်ဆက်ပေးမယ်အားလုံးပဲမင်္ဂလာပါ Galaxy Mobile လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်မိတ်ဆက်ပေးမှာတော့ Xiaomi CB1 လေးရှိမယ်ကျွန်တော် CB2 လေးရှိမယ်CB1 လေးရှိမယ် CB3 လေးရှိမယ်ကျွန်တော်ဒီကောင်လေးနဲ့မိတ်ဆက်ပေးမယ်ဒီကောင်လေးဆို Xiaomi CB1 လေးဆိုကျွန်တော်ရှိမှာ RAM 8128ဆို6,48000ကျပ်ကောင်လေးဆိုလို့ရှိရင်ကြောင်ဆိုရမယ်ပြီးရင် Xiaomi CB2 လေးဆိုလို့ရှိရင်ကျွန်တော်ရှိမှာ9,55000ကျပ်ဒီကောင်လေးဆိုလို့ရှိရင်ကောင်လေး Xiaomi CB3 လေးဆိုရင်7,900ကျပ်ဒီကောင်လေးဆိုတော့ရောက်ချပေးမယ်ဈေးလေးရXiaomi CB4 Pro လေးဆိုဒီကောင်လေးဆို10,500ကျပ်ရောင်စုံလေးရှိမယ်ဒီကောင်လေးဆိုလဲကျွန်တော်အနှစ်ရောင်လေးရှိမယ်အစိမ်းရောင်လေးရှိမယ်ပြီးရင်ဒီကောင်လေးဆို Xiaomi CB5 Pro CB5 Pro လေးဆိုဒီကောင်လေးဆို15သိန်းနဲ့မှ1000ဒီကောင်လေးဆိုရင်အရောင်စုံလေးပေါ့ main လေးဆိုလို့ရှိရင်ဒီကောင်လေးအရင်ကြိုက်တယ်ယောက်ျားလေးဆိုရင်လည်းဒီကောင်လေးကိုင်လို့ကောင်းတယ်ဒီကောင်လေးဖန်ခုံးလေးဆိုတော့ကျွန်တော်တို့သုံးရတာတကယ်မိုက်တယ်ပြီးတော့ဒီကောင်လေးဆိုကျွန်တော်အာမခံကျွန်တော်ကတစ်လတိပေးထားတာအာမခံတစ်လဆိုတာကကျွန်တော်လွတ်ကြလို့မှန်ကွဲတာမျိုးမဟုတ်ဘူးဗျာနောက်ဖုံးကွဲတာမျိုးမဟုတ်ဘူးရေထဲကိုပြုတ်ကြတာမျိုးမဟုတ်ဘူးကျွန်တော်တို့တကြံရေသတိထားပါတော့ကျွန်တော်တို့ရေဝင်တာမျိုးတွေဆိုရင်လုံးဝကျွန်တော်မရပါဘူးဒါပေမဲ့ကျွန်တော်ချီယာဖုန်းအဲ့ဒါပိုင်းကျွန်တော်အလားတူဖုန်းတစ်လုံးနဲ့နောက်တစ်လုံးနဲ့ကျွန်တော်ပြန်လဲပေးမယ်ပြင်ပေးမှာမျိုးလုံးဝမဟုတ်ဘူးတကယ်ကျွန်တော်ချီမှာဒီအလုံးမရှိဘူးမလားကျွန်တော်ငွေပြည့်ပြန်ရပေးမယ်ကျွန်တော်မိတ်ဆွေများကိုကျွန်တော်အားလောက်ဒီအာမခံပေးထားတယ် all body all man ဖြစ်စစ်ကြောင်းကိုကျွန်တော်လုံးဝတရားကတော့အာမခံတယ်ပြီးကျွန်တော်ချီမှာ CB1 ပဲဝယ်2ပဲဝယ်3ပဲဝယ်ကြိုက်တဲ့ CB လေးရဝယ်အာမခံတလာပေးထားတယ်အဲ့တော့ကျွန်တော်ကာဆာမာများအဲ့ဒါတော့ကတော့ခေါင်းနဲ့လုံးဝမထည့်ပါနဲ့လို့ကျွန်တော်ထပ်ပြီးတော့အာမခံပေးလိုက်မယ်ကဲကျွန်တော်တို့ CB1 CB2 CB3 CB4 Pro CB5 Pro တွေကိုလာရောက်အားပေးချင်တယ်ဆိုရင်ကျွန်တော်တို့ပြည်မျိုးရွှေတချောင်းလမ်းမကြီးပေါ်မှာရှိတယ်ကျွန်တော် Galaxy Mobile ကိုလာရောက်အားပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာ